လွန်ခဲ့တဲ့နှစ်40လောက်ကအင်းနိုင်ရွာမှာကိုတက်ဆိုတဲ့လူငယ်လေးတစ်ယောက်မိဘတွေနဲ့အတူနေထိုင်ခဲ့ပါတယ်။သူကအေးအေးဆေးဆေးနေတတ်ပြီးတိတ်ဆိတ်တာကိုသဘောကျတဲ့သူမျိုးအချိန်ကိုတော်တဲ့တောင်တဲ့တဲလေးမှာပဲဖြတ်တန်းလေးရှိပါတယ်။ရွာကတခြားသူတွေလိုပဲငါးရှာဖားရှာငှက်ပြစ်ကြွက်ပြစ်တောလေထွက်လေးရှိပါတယ်။တောထဲကတဲမှာသွားအိတ်တိုင်းသူ့အဖေကအန်ရကင်းအောင်ကောင်းအောင်မှာတမတလက်အမြဲဆောင်ထားဖို့မာလေးရှိပါတယ်။ကိုတက်လည်းအဖေမာတဲ့အတိုင်းအမြဲလိုက်နာပါတယ်။ကောက်ရိတ်တိန်ချိန်ပြီးတော့ရွာမှာအလုတ်အကင်ပါရတာကြောင့်ကိုတက်တယောက်ရန်ကုန်တက်ပြီးအလုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ခရီးထွက်ရမယ့်နေ့ရောက်တော့ကိုတက်တယောက်ငိမ့်မိုင်နေမိပါတယ်။ဒူတန်ရောစင်တွေ့နေတဲ့ဒေါ်တောင်တွေလေခွင်းတွေကိုခွဲခွာရမှာမို့စိတ်မကောင်းဖြစ်နေတာပါခရီးမထွက်ခင်မိဘတွေကလက်ဖွဲ့ကျိုးလေးတွေခြေပေးပြီးဘေးရန်ကင်းကွာအောင်မြင်ဖို့ဆုတောင်းပေးနေကြပါတယ်ဘေးကင်းသွားပါသားရဲ့ဒီကိစ္စတွေအတွက်စိတ်မပူပါနဲ့အဖေနဲ့မိလည်းကျမကြီးယူဆိုင်ကြအောင်နော်ပိုက်ဆံနဲ့နဲ့စုမိတာနဲ့တားချက်ချင်းပြန်လာခဲ့မယ်လို့နှုတ်ဆက်ခဲ့ပါတယ်ကိုတက်ရန်ကုန်မှာပရအလုတ်ဝင်လောက်တာ2လလောက်ကြာတော့ပတ်စံနည်းနည်းစုမိလာတယ်အဲ့ဒီအခါမှာအိမ်လွမ်းတဲ့စိတ်ကိုတောက်မခံနိုင်တော့တာကြောင့်ရွာကိုပြန်လာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ရွာကိုရောက်ရောက်ချင်းပဲကိုတက်ဟာတခြားပင်မှာမှရှာမတွေ့နိုင်တဲ့အေးချမ်းတဲ့ဘဝလေးရှိရာသူ့ရဲ့တောထဲကလေကွင်းတွေစီကိုစပိန်လေးနေပြီးချက်ချင်းထွက်လာခဲ့ပါတယ်တနေကုန်ပေါင်းတင်မြေဆွပြီးပင်ပန်းတော့တာနဲ့လေခွင်းအလဲကတဲလေးပေါ်တက်ပြီးလေညစ်ခံရင်အိပ်ပျော်သွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့နေဝင်ရီတရောအချိန်ရောက်နေပါပြီ။ဟာဒုက္ခပါပဲငါအိပ်ပျော်သွားတာအတော်ကြာသွားတာပဲလို့တွေးမိလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတူတဲစီကိုလူတယောက်ရှောက်လာနေတာကိုတတိထားမိလိုက်ပါတယ်။အနာရောက်လာတော့မှအချောလာရွာတူလေးတယောက်ဖြစ်နေတာကိုတွေးလိုက်ရပါတယ်။ကိုတက်လည်းမိမလလေးကိုမြင်တော့လူပြိုတဘာဝအလောတကြီးနှုတ်ဆက်လိုက်ပါတယ်။အလားလေးမျက်စိလေလမ်းမပြီးဘယ်ကနေဘယ်လိုရောက်လာတာလဲဗျာလို့မေးလိုက်ပါတယ်။ညီမကတီနာလေးတင်နေတာပါရှင်။အကူကတော့ဘယ်တွေများသွားနေလို့2လလောက်တောင်ပျောက်နေရတာလေ။နှုတ်ဆက်စကားလေးတော့မပြောဘဲနဲ့လို့ပြန်ဖြေလိုက်ပါတယ်။ကိုတက်လည်းအခုမှပထမဆုံးတွေ့ဘူးတဲ့မိန်းကလေးကသူ့အကြောင်းဘယ်လိုလုပ်တည်နေတာလဲဆိုပြီးအံ့ဩသွားပါတယ်။အရင်ကလည်းတည်နေခဲ့တဲ့အတိုင်းပါပဲဒါပေမဲ့သူ့ရှိကမိန်းကလေးရဲ့အလှပမှာမိန်မောသွားတာကြောင့်ဘာကူမှတိတ်မတင်ကမဖြစ်မိတော့ပါဘူးသူတို့နဲ့လူငယ်တစ်ပါးဝရဲရဲမောမောစကားတွေပြောနေလိုက်ကြတာနေလုံးကြီးကွယ်ပြောက်သွားတဲ့အထိပါပဲစကားပြောနေတာလေအတော်ကြာပြီအကိုကညီမကိုသဲပေါ်တက်ခဲ့ဖို့တော့မဖိတ်တော့ဘူးလားအာဟုတ်တာပဲအကိုလည်းမေ့တော့လို့ပါလာအပေါ်တက်ထိုင်လေကိုတက်ရဲ့ဖိတ်ခေါ်တဲ့အဆုံးမှာပဲအဲ့ဒီမိန်းကလေးဟာအမြင့်ကြီးစောက်ထားတဲ့ဒဲဘော်ကိုဝုန်းကနေခုန်တက်လာပါတော့တယ်။ဒါကိုမြင်တော့ကိုတက်အတော်လေးအံ့ဩသွားတယ်။ဒီမိန်းကလေးကဒီလောက်မြင့်တဲ့ဒဲဘော်ကိုဘယ်လိုများလွယ်လွယ်ကူကူခုန်တက်နိုင်ရတာလဲပေါ့။သူတို့နှစ်ယောက်မိုးချုပ်တဲ့အထိစကားတွေပြောကြရင်းနဲ့ဒီမိန်းကလေးနာမည်ကမက်ကီတီလို့တိလိုက်ရပါတယ်။တူမနေတဲ့အိမ်ဘက်ကိုလက်ညှိုးထိုးပြပေမဲ့ထူးဆန်းတာကတူမပြတဲ့နေရာမှာလူနေအိမ်ဆိုလို့တလုံးမှမရှိပါဘူးအဲ့ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွာသားတွေတီထားခဲ့တဲ့နတ်စင်ဟောင်းလေးတစ်ခုပဲရှိတာပါညင်းနဲ့လာလေးကိုတက်တစုံတစ်ခုကိုပို့ပြီးတတိထားမိလာလေးပါပဲမက်ကီတီရဲ့လှပတဲ့မျက်နှာလေးဟာတဖြည်းဖြည်းပုတ်ပွားပြီးအရေးခွန်တွေကွာကျလာပါတယ်ကိုတက်သားကိုမြင်တော့မျက်နှာပြက်ပြီးလက်နွားပါတော့တယ်အကူဘာလို့မျက်နှာမကောင်းဖြစ်သွားရတာလဲညီမလေးရဲ့အခုကိုဘာမှအန္တရာယ်မပေးပါနဲ့တို့တွေကပုံပေါ်ဝချင်းမှမတူတာအတူတူနေလို့မရဘူးလေလို့ကိုတက်ကတုံရင်ရင်နဲ့ပြောလိုက်ပါတယ်ဟာစောစောကတော့ငါ့ကိုချစ်တယ်ဆိုပြောပြီးတာနဲ့တရေမဟာကိုတက်ရဲ့ရင်မက်ပေါ်ကိုကုန်းကွပြီးလက်နှစ်ဖက်နဲ့လဲပင်ကိုအားကိုညစ်ပါတော့တယ်ညဦးပိုင်းကမြင်ခဲ့ရတဲ့အချောလမိန်းကလေးရဲ့ခန္ဓာကိုယ်ဟာအခုတော့ရုပ်ဆိုးအကြီးတန်းပြီးကြောက်မဲ့ဖွယ်ကောင်းတဲ့ဘလူးတရေမကြီးအဖြစ်ပြောင်းလဲသွားပါပြီကိုတက်လည်းသူ
သူ့လေပင်ကိုညှစ်ထားတဲ့လက်တွေကိုအတင်းဖက်ရှားဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူးအဲ့ဒီအချိန်မှာသူ့အဖေမာခဲ့တဲ့ခေါင်းအောက်မှာတမဆောင်ထားဆိုတဲ့စကားကိုတတိရသွားပါတယ်ဒါနဲ့ခေါင်းအောက်ကတမကြီးကိုဆွဲထုတ်လိုက်ပြီးတရေမကိုလုံးကိုအားကုန်ခုတ်ချလိုက်ပါတော့တယ်တရေမကြီးမက်ကီတီလည်းနာကျင်စွာနဲ့အတန်ကိုဟစ်အော်ပါတော့တယ်တရေမကအငိုက်မိသွားတာကိုအခွင့်ကောင်းယူပြီးကိုတက်ကတူချီတောင်းနဲ့အားကုန်ကန်ချလိုက်တာကြောင့်တရေမလည်းတဲဘော်ကနေလွင့်စင်ပြီးအောက်ကျသွားပါတယ်တရေမပြန်ထလာပေမဲ့တဲဘော်ကတော့ပြန်တက်လို့မရတော့ပါဘူးအဲ့ဒီနောက်မှာတော့တရေမဟာတူမရဲ့လက်တွေကိုအရှိကြီးဆန့်ထုတ်ပြီးတဲအောက်ကနေကိုတက်စီကိုလမ်းဆွဲပါတော့တယ်ကိုတက်လည်းမျက်စိမိတ်ပြီးလမ်းထားတဲ့တရေမလက်တွေကိုဓာတ်နဲ့ရန်တန်ခုတ်ချေပါတော့တယ်တရေမမက်ကီတီလည်းအလျှော့မပေးပါဘူးကိုတက်ကိုတူမနဲ့အတူနေဖို့အတေးတက်ဖို့စူးစမ်းနေပါတယ်တဲကိုပတ်ပြေးရင်းနဲ့ကြောက်မဲ့ဖွယ်အတန်ကြီးနဲ့ဦးနေပါတော့တယ်တဲပေါ်မှာရှိနေတဲ့ကိုတက်မှာတော့ကြောက်လွန်းလို့ဝိညာဉ်တော်လွတ်ထွက်မတက်ဖြစ်နေပါပြီမက်ကီတီရဲ့ဦးတန်ကြီးတွေဟာသူ့ရဲ့နားစီထဲကိုစူးနဲ့ဝင်ရောက်နေပါတယ်အခြေအနေမဟန်တော့ဘူးဆိုတာတိလိုက်တဲ့ကိုတက်ဟာသူအမြဲဆောင်ထားတဲ့တူမီတနက်ကိုဆွဲထုတ်ပြီးတရေမမက်ကီတီကိုလမ်းပြစ်လိုက်ပါတော့တယ်ဒါပေမဲ့ခေဟောင်းတူမီတနက်ဆိုတာကတစ်ချက်ပြစ်ပြီးတိုင်းရမ်းပြန်ထောင်းထည့်နေရတာပါတူပြစ်နေတာအတော်ကြာတော့ရမ်းတွေလည်းကုံတလောက်ဖြစ်နေပါပြီတူတနက်မှာတစ်ချက်စာပဲကြံတော့တာမို့ဒီညတော့ဒီတရေမမက်ကီတီလက်ချက်နဲ့ငါတေရတော့မှာပဲလို့ကိုတက်တွေးမိလိုက်ပါတယ်မျောလင်းချက်တွေကုံဆုံးနေချိန်မှာပဲသူ့အဖေတင်မေးခဲ့တဲ့နီလန်တစ်ခုကိုရုတ်တရက်တတိရသွားပါတယ်ကိုတက်ဟာတနက်ကိုကြိုက်ထားရင်လက်အုပ်ချီကဖျားစာရွတ်လိုက်ပါတယ်ပြီးတော့တနက်ကိုပြောင်းပြန်လှန်ပြီးပြောင်းဝကိုအောက်ဆိုင်ထားလိုက်ပါတယ်အဲ့ဒီနီလန်ဟာတမလွန်ကတရဲတစီတွေကိုပြစ်တဲ့အခါတုံးတဲ့နီလန်လို့ဆိုကြပါတယ်ပြီးတာနဲ့ပြေးလွှားနေတဲ့တရဲမမက်ကီတီကိုတနက်နဲ့လမ်းပြစ်လိုက်ပါတော့တယ်ကြည်စံဟာမိစ္ဆာတရေမကိုလုံးကိုအတိအကျထိမှန်သွားပြီးတရေမလည်းဟန်ချက်ပြက်ကမြေကြီးပေါ်ကိုလဲကျသွားပါတော့တယ်တနက်မှန်ပြီးတန်ရာရသွားတဲ့တရေမမက်ကီတီဟာအမောင်ထဲကိုတရင်တရိုင်နဲ့ထွက်ပြေးပျောက်ကွယ်သွားပါတော့တယ်တရေမထွက်တော့မှပဲကိုတက်လဲတက်ပြင်းချနိုင်တော့တယ်အခုချိန်တဲအောက်ဆင်းသွားရင်ဘာတွေထပ်ကြုံရမလဲမသိနိုင်တာကြောင့်မိုးလင်းတဲ့အထိတဲပေါ်မှာပဲကြိတ်ပြီးအိတ်နေလိုက်ပါတော့တယ်မိုးလင်းတာနဲ့တပြိုင်နက်တည်းရွာကိုအပြေးပြန်လာပြီးညကဖြစ်ခဲ့တဲ့မြအကြောင်းစုံကိုကြောက်လန့်တကြားနဲ့မိဘတွေကိုပြောပြပါတော့တယ်အဲ့ဒီနောက်ရက်အနှဲငယ်ကြာတဲ့အခါမှာတော့ကိုတက်တယောက်ဟာအပြင်းအထန်ဖျားနာပြီးမျက်နာတွေဖြူပတ်ဖြူရောဖြစ်လာပါတော့တယ်မိဘတွေလည်းအခြေအနေမဟန်တာကိုမြင်တော့ဘုံကြီးကျောင်းသွားပြီးဆရာတော်စီကပရိတ်ရည်တောင်းကသားဖြစ်သူကိုတိုက်ချင်းမျက်နှာတစ်ပေးခြင်းတွေလုပ်ပြီးကြပါတယ်ဒါပေမဲ့တပတ်ကျော်တဲ့အထိကိုတက်ရဲ့ယောဂဝေဒနာဟာမတက်တာလာခဲ့ပါဘူးသူခန္ဓာကိုယ်ဟာတနေ့တခြားတိတိတတာပိန်ချုံလာပါတယ်စကားပြောရင်လည်းကြောင်ကရမ်းတွေဖြစ်လာပြီးမကြာခဏငေးမိုင်နေတတ်ပါတယ်ဒါဟာရိုးရိုးဖျားနာတာမဟုတ်ဘူးဆိုတာအားလုံးသိနေကြပါတယ်ဒါရိုးရိုးမဟုတ်တော့ဘူးဒီအတိုင်းဆက်ထားရင်မောင်တက်လေးတေလိုက်မယ်ကျောင်းကဆရာတော်စီအမြန်သွားကြစို့ကိုတက်ရဲ့မိဘတွေလည်းအချိန်ဆွဲမနေတော့ပဲကိုတက်ကိုကျောင်းတော်စီချက်ချင်းခေါ်သွားကြပါတယ်သူတို့ကျောင်းဝင်းနဲ့ခြေချလိုက်တာနဲ့တပြိုင်နက်တည်းဆရာတော်ဟာတားရှိတလက်ကိုကိုင်ပြီးကိုတက်စီကိုခတ်တုတ်တုတ်ရှောက်လာတာကြောင့်ကိုတက်နဲ့မိဘတွေခမညာလက်မီရက်တန့်သွားကြပါတယ်အေးငါကနစ်စီလာမလို့ပဲနင်ကတော့ငါကျောင်းထဲအထိဝင်လာရဲတယ်ပေါ့လေပြောပြောဆူဆူနဲ့ဆရာတော်ကတပြားနဲ့ကိုတက်ရဲ့ကောင်းကိုခောက်ချလိုက်ပါတယ်အဲ့ဒီလိုခောက်ချလိုက်တာနဲ့တပြိုင်နက်တည်းကိုတက်စီကနေစူးရှာတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်အဲ့ဒီနောက်ဆရာတော်ကသူတို့ကိုကြောင်းထဲအမြန်ဝင်လာဖို့ခေါ်လိုက်ပါတယ်မနေ့ဖြန်ကလာပြည့်နေ့ဆိုတော့ဒီကိစ္စကိုဒီနေ့အပြတ်ရှင်းမကောင်းမယ်လို့ဆရာတော်ကမိတ်လိုက်ပါတယ်ညနေဆောင်အချိန်ကောင်းရောက်တော့ဆရာတော်ရဲ့ကိုတက်ရဲ့တူမိဘတွေရဲ့ဟာလေတော်တွေကိုထွက်လာခဲ့ကြပါတယ်ဆရာတော်ကလေကွင်းအဆုံးကညီကုံမို့လေးစီကိုဥဆောင်ပြီးခတ်မြင်မြန်ရှောက်သွားခဲ့ပါတယ်
အဲ့ဒီနောက်ပေါင်းမင်းတွေဖုံးလွှမ်းနေတဲ့နတ်ဆင်ဟောင်းလေးတစ်ခုအရှိမရပ်လိုက်ပါတယ်ဆရာတော်ကလက်အုပ်ချပြီးပရိတ်မြစ်တာတွေရွတ်ဖက်တရက်ဆဲပါတယ်အဲ့ဒီနောက်ကိုတက်ကိုမီးတုပ်ထွန်ခိုင်းလိုက်ပါတယ်ဆရာတော်ဟာအဲ့ဒီမီးတုပ်ကိုယူပြီးနတ်ဆင်ဟောင်းလေးကိုမီးရှို့လိုက်ပါတော့တယ်မကြခင်မှာပဲအဲ့ဒီနတ်ဆင်ဟောင်းလေးကပြာကျသွားပါတော့တယ်ဆရာတော်ကအဲ့ဒီနတ်ဆင်ကိုဖျက်ဆီးလိုက်ပြီးတဲ့နောက်မှာတော့ကိုတက်ရဲ့ယောဂဝေဒနာတွေလည်းတဖြည်းဖြည်းတက်တာလာပြီးလုံးဝပျောက်ကင်းသွားပါတော့တယ်အဲ့ဒီအချိန်ကစပြီးတရဲမှမက်ကီတီကိုလည်းဘယ်တော့မှထပ်မတွေ့ရတော့ပါဘူးကဲဒီနေရာမှာပဲတရဲမှမက်ကီတီရဲ့ဆက်လန်းလေးဟာပြီးဆုံးသွားပါပြီခင်ဗျာအားလုံးပဲသဘောကျလိုက်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးနှိပ်ပေးဖို့မမေ့ကြပါနဲ့ခင်ဗျာ Facebook နဲ့ YouTube ကနေဗီဒီယိုတစ်တွေလက်မလွတ်ရအောင်စောင့်ကြည့်အားပေးကြပါဦးခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ